အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ photo shoot သွားလုပ်မှာမလို့စိတ်ဝင်စားရင်အဆုံးဖြတ်လိုက်ကြည့်ပေးကြပါအောင်နော်ညီမတို့ရဲ့ဖွဲ့ရတော့ရုံးပိရက်ကိုဘယ်သွားမလဲလို့စဉ်းစားလိုက်တဲ့အခါမှာဘူတထောင်သွားလိုက်ရင်လည်းတက်ဖမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ရောက်တာနဲ့နေရာတွေပါတယ်တေချာရွေးမနေပဲကားနဲ့နီးဆုံးနေရာမှာစပြီးတော့တပုံစားရိုက်ပါတယ်ဒီဘက်လှည့်ပြီးရိုက်လိုက်ဟိုဘက်လှည့်ပြီးရိုက်လိုက်နဲ့လှတဲ့ဘက်လေးကိုရွေးပြီးတော့ရိုက်ထားပါတယ်နောက်ဆုံးတော့ညီမတို့ကတော့ဒီအထဲကိုဝင်ပြီးတော့ရိုက်ချင်တာပါအဓိကကတော့ဒါပေမဲ့ဝင်လို့မရတော့အပြင်ဘက်လေးကနေပဲရိုက်ခဲ့ကြပါတယ်အပြင်ကနေရိုက်တဲ့ဆိုပေမဲ့လည်းဒီနေရာကအရင်လှပါတယ်အရှိဖက်နဲ့မတူဓာတ်ပုံရိုက်လို့လည်းအရင်လှပါတယ်ပြီးတော့နေရလည်းထိုးနေတာဆိုတော့ပို့ပြီးတော့ပုံလေးကိုပို့ပြီးတော့လှပါတယ်ဓာတ်ပုံတော့အခုလိုပါပဲဖက်ဖက်ကနေဒီဘက်ကရိုက်လိုက်ဟိုဘက်ကရိုက်လိုက်ထိုင်ရိုက်လိုက်ထိုင်ရိုက်လိုက်နဲ့ပုံစံမျိုးစုံတော့ရိုက်ခဲ့ပါတယ်အခုရိုက်ထားတဲ့ဒီပုံလေးကိုကြည့်ချင်တယ်ဆိုရင်ညီမရဲ့အကောင့်မှာတင်ပေးထားဖို့ပါတယ်အခုလည်းရှိပါသေးရဲ့တွားကြည့်လို့ရပါတယ်ဓာတ်ပုံရိုက်ရတော့မလွယ်ပါဘူးနေပူထဲမှာရိုက်ရတာဆိုတော့တော်လေးပြန်ခဲ့ပါတယ်ဒါပေမဲ့ရလက်ကတော့ဂျင်းနဲ့ဆရာတော့ကောင်းပါတယ်ဓာတ်ပုံရိုက်ပြီးပြီဆိုတာနဲ့ဘူတထောင်ကန်းနာမှာဇင်ရော်တွေကိုအစာကျွေးလို့ရတယ်ဆိုလို့တွားကျွေးခဲ့ပါတယ်2026ရဲ့ပထမဦးဆုံးကုသိုလ်လို့လည်းပြောလို့ရပါတယ်လေးလေးကလည်းတဖြူဖြူနဲ့ဇင်ရော်ငက်လေးတွေရဲ့ sunset view လေးရဲ့ဆိုတော့အသက်ကွဲတဲ့လူတွေကဒီနားလေးမှာဖီးမယ်ဆိုရင်တော့ဖီးလို့ကောင်းတဲ့နေရာလေးပါပြီးရင်တော့ဘူတထောင်ကန်းနာကမုံစီတန်းလေးနဲ့ပတ်ခဲ့ပါသေးတယ်ဘိုက်စာနဲ့အတုပ်လေးဝင်စားပြီးတော့အကြော်လေးတွေလည်းဝယ်ပါမယ်ဒီဆိုင်ကအကြော်ကတော့ဈေးကြီးပြီးတော့တိတ်တော့မကောင်းပါဘူးပြီးတာနဲ့ဆန်းဆက်လေးခဏကြည့်ပြီးတော့ပြန်มาတော့မယ်ဒီ vlog လေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ် bye bye